History of RAM RAM အရက်ရဲ့တမိုင်းကြောင်းကိုပြောပြချင်ပါတယ် RAM အရက်ဟာကမ္ဘာအစောဆုံးချက်လုပ်သောအရက်များတဲ့ကတစ်ခုဖြစ်ပြီး၎င်းရဲ့တမိုင်းသည်ကိုလိုနီခေတ်အတ္တလန်တစ်ကုန်သွယ်ရေးနှင့်လူမှုရေးအပြောင်းအလဲတို့နှင့်နှက်ဆိုင်စွာဆက်နွယ်နေပါတယ် ရန်ရဲ့မူလစသည်ကာရီဘီယန်ဒေသမှာဖြစ်ပါတယ်။19ရာစုခန့်ကဥရောပကိုလိုနီတွေဟာဘာဘာဒိုစ်နဲ့ဂျမိုင်ကာကိုကျွန်းတွေမှာကြံခင်းဧရိယာတွေချဲ့ထွင်ခဲ့ကြတယ်။တကြားထုတ်လုပ်တဲ့ဖြစ်စဉ်ကနေဘေးထွက်ပစ္စည်းအဖြစ်ထွက်ရှိလာတဲ့မူလဆက်ကိုကြေးကျွန်းတွေကအချင်းဖောက်အောင်ပြုလုပ်ပြီးချက်လုပ်ကပထမဆုံးရန်ရက်ကိုဖန်တီးခဲ့ကြတာဖြစ်ပါတယ်။1650ပြည်လွန်နှစ်များတွင်ဘာဘာဒိုစ်ကျွန်းမှာ၎င်းကိုရန်ဘူလီယန်သို့မဟုတ် Kill Devil အဖြစ်ရည်ညွှန်းခဲ့ကြပါ18ရာစုမှာတော့ RAM အရက်ဟာဂျန်ဒန်နဲ့ထရီကန်ကုန်သွယ်ရေးရဲ့အဓိကကုန်ပစ္စည်းဖြစ်လာခဲ့တယ် New England ကနေ RAM ရက်နဲ့ကုန်ချောတွေကိုအနောက်အာဖရိကကိုတင်ပို့ပြီးကြေးကျွန်းတွေနဲ့အလဲကြေးပြူခဲ့ကြတယ်ကြေးကျွန်းတွေကိုကာရီဘီယန်ကိုခေါ်ဆောင်သွားကရောင်းချပြီးရတဲ့အငဲ့ငွေနဲ့မိုလာဆက်တွေကိုဝယ်ယူပြီး New England မှာအရက်ထပ်မံချက်လုပ်ခဲ့ကြတယ် British ဘီယန်ရေကပ်ကလည်း1940ခုနှစ်မှာတင်ပေါ်သားတွေထိုင်နေစဉ်ရန်ရက်ဝေပုံကိုတရားဝင်စတင်ကျင့်သုံးခဲ့ပါတယ် 19ရာစုရောက်တဲ့အခါမှာတော့ Collins T set တည်ထွင်မှုကရန်အရက်ကိုပုံမပေါ်ပါချောင်းမွေအောင်ချက်လုပ်နိုင်စေခဲ့ပါတယ်ဒီခေတ်မှာပဲကျူးဘားမှာဘဂတီကုမ္ပဏီကို1862ခုနှစ်တွင်တည်ထောင်ခဲ့ပြီးမိသွေးစစ်ချက်နဲ့အိုမင်းချင်းစနစ်ကိုမိတ်ဆက်ကခေတ်သစ်ရန်ရက်ကိုစတင်ဖန်တီးခဲ့ပါတယ်ဒေတာလိုက်ရန်ရက်မျိုးစားတွေကွဲပြားလာခဲ့ကြတယ်စပင်ဟန်အင်္ဂလိပ်ဟန်နဲ့ပြင်သစ်ဟန်ရန်ရက်တွေပေါ်ထွက်လာခဲ့တယ်20ရာစုမှာတော့အမေရိကန်မှာအရက်သေးစာတားမြစ်သည့်ကာလအထွေကျူးဘားဟာအရက်တောက်ရနေရာဖြစ်လာခဲ့ပြီးဒိုင်ဂရီမိုဟီတိုလိုဂန်ဒဝင်ကော်တင်းများလူကြိုက်များလာခဲ့ပါတယ်နောက်ပိုင်းမှာတော့တီကီရင်ကျမှုနဲ့အတူရမ်အရက်ဟာပြန့်နှံ့ခဲ့ပါတယ်ယူနီခေတ်မှာတော့အစင်းမြင့်အိုမန်ဘီကောင်းမွန်သောအရသာရှိသည့်ရမ်အရက်များကိုတောက်သုံးခန်းစားလာကြပါတယ် ဒီလိုနဲ့ကြံခင်းများအတွင်ကြမ်းတမ်းသောမူလအစမှာကော်တင်းများနဲ့အစင်းမြင့်ကောင်းမွန်သောအရာသာရှိသည့်ရန်အရက်များကိုခန်းစားတောက်တောင်းရသည့်အဆင့်သို့ရောက်ရှိလာခဲ့တဲ့ရန်အရက်ရဲ့တမိုင်းကြောင်းဟာကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအင်ပါယာဝါဒနဲ့ရည်ချင်းမှုတွေရောင်းပြန်